မင်္ဂလာပါကလေးတို့ရေပူပေါင်းလေးများ channel ကနေပြီးတော့တင်ဆက်လိုက်တဲ့ပထမဦးဆုံးဗီဒီယိုလေးဖြစ်ပါတယ်ဒီနေ့မှာကလေးတို့အတွက်အရန်ကိုစိတ်ဝင်စားကြကောင်းတဲ့တင်းနေအောက်ကတငယ်ချင်းလေးတစ်ကောင်အကြောင်းကိုပြပြပေးမယ်နော်ဒီတငယ်ချင်းလေးမှာအံ့ဩစရာကောင်းတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေတယ်တဲ့ဘယ်သူဖြစ်မလဲဆိုတာအတူတူစဉ်းစားကြည့်ရအောင်ကလေးတို့သိလားပင်လယ်အောက်ခြေမှာတိတ်တိတ်လေးနေတဲ့အကောင်လေးတစ်ကောင်ရှိတယ်သူ့မှာနှလုံးသား3ခုလောက်ရှိရဆိုတာလေသူ့နာမည်ကတော့တက်တန်ရှိရှိလေးတွေရှိတဲ့ Octopus လို့ခေါ်တဲ့ရေပွဲလေးပဲဖြစ်ပါတယ်ရေပွဲလေးကိုကြည့်လိုက်ရင်ရေထဲမှာတဖြည်းဖြည်းလေးရွှေ့ညားနေတာကိုတွေ့ရမယ်နော်ဒါပေမဲ့ကိုယ်လုံးထဲမှာတော့နှလုံးသားက1ခု2ခု3ခုစုပေါင်းနှလုံးသား3ခုလောက်ရှိနေတာပါနှလုံးသားတစ်ခုကသူ့ရဲ့ကိုယ်လုံးလေးတွေစီကိုသွေးပို့ပေးပြီးတော့ကျန်တဲ့နှလုံးသားတစ်ခုကတော့သူ့ရဲ့လက်ထက်ရှိရှိလေးတွေလှုပ်ရှားနိုင်အောင်အားအင်တွေပေးရပေါ့ဒါကြောင့်လည်းရေပွဲလေးကရေထဲမှာမြင်းမြတ်ဆက်ဆက်ရွှေ့ပြားနိုင်တာပေါ့နောက်ပြီးတော့ရေပွဲလေးမှာလက်ထက်ရှိရှိ8ချောင်းတောင်ရှိရနော်ထူးခြားတာကအဲ့ဒီလက်ထက်တစ်ချောင်းချင်းစီကကိုယ်ကအလုံးလုံးနိုင်ကြတာပါပဲအဲ့ဒါကြောင့်သူတို့မှာအားအင်တွေအများကြီးလိုအပ်တာပေါ့ရေပွဲလေးတွေကတိရစ္ဆာန်တွေထဲမှာညံအကောင်းဆုံးထဲမှာပါဝင်နေဆိုတာရောကလေးတို့သိချလားသူတို့ကအရာဝတ္ထုတွေကိုပွင့်တတ်တယ်မှတ်မိတတ်တယ်သူတို့ဟာတကယ်ကိုထူးခြားတဲ့ငယ်စဉ်တွေပဲနော်ရေပွဲလေးတွေကကြောက်လာရင်ဖြစ်ဖြစ်တစ်ခုခုကိုစိုးရိမ်ရင်ဖြစ်ဖြစ်သူတို့ခန္ဓာကိုယ်အရာကိုပြောင်းလဲဖြစ်နိုင်ကြတယ်အဲ့ဒါကတော့သူတို့ကိုသူတို့ကာကွယ်ဖို့တဘာဝကပေးထားတဲ့မော်ကပညာနေပါအန်ရီရီနဲ့တွေ့လာရင်တော့ရေပွဲလေးကနှိမ်မဲလေးတွေကိုရှည်ရဲထုတ်လိုက်တယ်။ရေရီနောက်သွားတဲ့အခါမှာအန်ရီရီကနေလွတ်အောင်ချက်ချင်းထွက်ပြေးတတ်ကြတာပေါ့။ပြီးတော့လေရေပွဲလေးတွေကအရင်စနစ်ကြရင်နော်။ကြောက်ခဲလေးတွေအခွန်လေးတွေကိုစုပြီးတော့သူ့နေဖို့အိမ်လေးလိုနေရာတစ်ခုလောက်တတ်တယ်။အဲ့ဒီနေရာလေးမှာပဲသူကတိတ်တိတ်လေးနားယူတတ်တာပါ။ကဲကလေးတို့ရေတက်တဲ့ရှစ်ချောင်းနဲ့နှလုံးသား3လုံးလောက်ရှိတဲ့အရေးပွဲလေးဟာအလုံးလုံးရတာတကယ်ပဲလွယ်ကူနေလို့ထင်လားတကယ်တော့သူဟာပင်လယ်အောက်မှာအရန်ကိုစူးစမ်းပြီးနေထိုင်တတ်တဲ့တငယ်ချင်းတစ်ကောင်ပါပဲဒီနေ့တော့နှလုံးသား3ခုပိုင်ရှင်ရေပွဲလေးအကြောင်းသိသွားပြီဆိုတော့ပင်လယ်အောက်မှာအံ့ဩစရာကောင်းတဲ့တတ္တဝါလေးတွေအများကြီးရှိနေရဆိုတာမမေ့နဲ့အောင်နော်ပူပေါင်းလေးများတဲ့အတူနောက်တစ်ခါမှလည်းဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေလာအောင်မလဲဆိုတာစောင့်မျှော်ကြည့်ရှုပေးပြီးတော့ like and subscribe လေးလုပ်ပေးကြပါဦး